ချစ်ဘူးလို့ပြော ဟိုမှာဖုန်းနေနဲ့ရိုက်နေတာနေရာနဲ့ဒီဥစ္စာကိုဟိုမှာကင်မရာကြီးနဲ့လိုက်လွှင့်တာနေနဲ့ငါနဲ့နာမည်ကြီးတော့ဒါစကားရိုက်တယ်လို့ပြောလေဟာ အဲ့လိုလားခွဲချင်ကျမရွှေရှင်မင်းသမီးတအားဖြစ်ချင်တာအရက်ပူလို့စိတ်ချောက်ထားတာ ဟာထောက်ဖက်နာစီဖြစ်နိုင်မလား ချိုးလဲမှာပေါ့ ကိုဖြစ်နိုင်တယ်နော်ဖြစ်နိုင်လို့သိပြီစမ်းပါ ရတယ်ရှိတော့ထောက်ဖက်နာစီ โอเค အေးအဲ့တော့နေမင်းသမီးငါမင်းသားငါမင်းမကမလေးမင်းကောက်ချစ်ပါမောင်စီကြိုင်မော်တော်ဘောပါပဲရှင်ဒါပဲ လေးလုံးလိုက်စမ်း โอเคလား โอเค โอเคလာပြီနော်จะข้อมาเลย ရှင် မင်းကောက်ချစ်ပါ မောင်စိတ်ကြိုင်မောင်တဘောပါပဲရှင်ဒီတဘောကြတော့ဒီကလေးတွေက ငါလည်းကြိုက်တယ်ငါ ရွှေ လည်း ရှင်မ ကြိုက်င်းသမီးဖြစ်တော့မှအကယ်ဒမီတွေမှတ်လို့ရပြီ လာမယ်နော်จะข้อကမလေး ရှင် နေပါငါ့မချင်းငါကိုတတ်တယ်ပါနော် မောင်စိတ်ကြိုင်မောင်တဘောပါပဲရှင် ဟေးမဟုတ်ဘူးလေဟာနိုးဒီကိုမင်းကိုမလားမသိမဟုတ်ဘူးလေမင်းကောက်ချစ်ပါကျွန်မရုပ်မချစ်နိုင်ဘူးမင်းမချစ်ငါကိုတတ်တယ်မယ်နော်မောင်ရေအဲ့လိုမလုပ်နဲ့လေအဲ့လိုလုပ်တယ်ဆိုတာအဖန်905ကပါခန်းတတ်တယ်မောင်ရေ ဟုတ်ပြီ ရှာနော် ဝမ်းနေနေတဲ့တန်းနဲ့နော် โอเคจะข้อမင်းမငါ့မချင်းငါကိုတတ်တယ်မှာနော် အဲ့လိုမလုပ်ပါနဲ့မောင်ရဲ့အဲ့လိုလုပ်တယ်ဆိုတာကအဖက်905ကဘာတောင်ခတ်ရတယ်လို့မလုပ်ပါနဲ့မောင်ရဲ့ အေးဘာမင်းတကောင်းငါနားထောင်မယ်จะข้อกမလေး ရှင် ဖိုက်စာပြီကွာမင်းထမင်းခုတော့ အဲ့လိုမလုပ်ပါနဲ့မောင်ရဲ့အဲ့လိုလုပ်တယ်ဆိုတာကအဖက်905ကဘာတောင်ခတ်ရတယ်လို့မလုပ်ပါနဲ့မောင်ရဲ့ အေးအဲ့တော့ငါတို့မဟုတ်လိမ့်မယ်ဝယ်စားကြမယ် ဘယ်လိုပြောင်းတော့အဲ့လိုဟုတ်ဘူးလား ထမင်းစားတာငရဲမကြည့်ဘူး ဘယ်လိုတော့ ထမင်းစားတာမထမင်းကိုစားမောင်စားနေပြီလားအဲ့ရတဲ့ပန်တော့ဟေးကျမလုပ်ကြည့်မယ်လုပ် โอเคจะข้อတကယ်လဲတာဝမ်းသာလိုက်တာဝမ်းသာစရာပဲဒါဝမ်းသာစ ဝါ ရာ ချီရဲ့အဲ့နာမညီဘူးဖြစ်နေတာမေ့သွား တကယ်လဲတာအဲ့ကြီးစရာလုပ်တာမဟုတ်ဘူးအဟုတ်လဲတာ အဲ့နာမညီ ကောင်းလိုက် အဲ့နာဒိကြီးပေါ့မင်းကမမြင်ဘူးဖြစ်နေပြန်လာပြီဟဲ့จะข้อပြန်လာမယ်ဟဲ့ဒင်းနဲ့ကနေမှာဆိုလို့จะข้อဟေးကောင်းလေငါဘိုက်တော်ပြီကွာထမင်းခုတော့ မောင်စာနေပြီလားအဲ့လိုလား ရတယ်โอเคတင်းနဲ့ခန်းနေမယ်နော်ဒီချ ရ ာ လို့ လို့ ဒါပြီနော်จะข้อဟေးကောင်းလေ ရှင် ငါအဲ့ရှင်ပြီကွာချင်းအောင်ထောင်းတော့ မောင်စာနေပြီလား ဟေးချီသားမယ်ဟာတကြွလုံး ကိုမချေမင်္ဂလာပါ